သူ့လိုအားကိုးစရာမရှိတဲ့သူအတွက်တော့အသက်ရှင်တန်ဖို့ကပထမဦးစားပေးဖြစ်ပြီးကျန်တာတွေအကုန်လုံးကဒုတိယအဆင့်ပဲဆိုတာသူသိထားတယ်ဒါပေမဲ့အဲ့ဒီစိတ်ပြတ်သွားတဲ့အကြည့်ကိုတွေးမိတိုင်းသူစိတ်ထဲမှာတမျိုးကြီးဖြစ်နေခဲ့တယ်ဒါကြောင့်မနေ့ညကသူအလုပ်တွေလုပ်ရင်းနဲ့မတော်တဆညလုံးပေါက်ထပ်ပြီးအေးရေးပြတ်သွားခဲ့ရတယ်နှစ်ညဆက်တိုက်မအေးရသေးတဲ့နောက်မှာတော့သူ့အုံနောက်ကကော်ရီတွေနဲ့ပြည့်နေတယ်လို့မျိုးခံစားနေရတယ်ဒီနေ့ညလည်းနောက်ကျသည့်အထိအလုပ်လုပ်ရအောင်မှမို့လို့သူအေးရေးဝအောင်ပြန်အိတ်ထားဖို့လိုအပ်နေတယ်ရှင်ဝမ်ကတော့အဲ့ဒီနေ့မိုးလွဲပိုင်းမှာအတန်းထဲကိုနည်းနည်းစောစောရောက်လာခဲ့ပြီးသူ့ခုံပေါ်မှာမန်ကိုပူမီလိုစာကိုတစ်ခွက်ရှိနေတာတေချာပေါက်တွေ့လိုက်ရတယ်သူနောက်ဖက်တန်းစီကိုလှမ်းကြည့်လိုက်တော့ချန်ရှင်းကျိုးနဲ့ရွှေစီမင်းတို့ကဂိမ်းဆက်ကိုစီနဲ့စော့နေကြပြီးရှီမြန်ကတော့သူ့ခုံပေါ်မှာထပ်ပြီးအိပ်ပျော်နေပြန်ပြီးသူ့အကြည့်ကတိတ်ပြင်းထန်သွားလို့ထင်တယ်ချန်ရှင်းကျိုးကရုတ်တရက်မောကြည့်လာပြီးသူတို့မျက်လုံးချင်းအမတ်မထင်ဆုံးမိသွားကြတယ်သူတစ်စက္ကန့်လောက်ကြောင်သွားပြီးနောက်မျက်နှာကိုချက်ချင်းလွှဲလိုက်ပြီးအလိုလျောက်ပဲသူ့စာပွဲခုံထဲမှာနွားနို့လက်ဖက်ရည်ကိုဝက်လိုက်တော့တဲ့အတန်းထဲမှာလူလဲတိတ်မရှိသလိုဘသူကမှလည်းသူ့ချိုရည်ကိုစိတ်မဝင်စားကြပါဘူးဒါပေမဲ့သူကတော့ခိုးရပါပစ္စည်းတွေကိုဝက်နေတယ်လို့မျိုးပြုမှုနေခဲ့တယ်ဇီမြန်ရဲ့စိုးရိမ်မှုတွေကလုံးဝအပေါ်မဟုတ်ခဲ့ဘူးပုံပဲသူကတကယ်ကိုတရေဘောကြောင်လွန်းလာတယ်အဲ့ဒီတော့မှဇီမြန်တတိထားမိသွားတယ်နေပါဦးသူကဘာလို့နွားနို့လက်ဖက်ရည်ကိုဝက်နေရတာလဲဇီမြန်ဝယ်လာတဲ့ဟာကအေးမဟုတ်ဘူးလေသူ့လက်ထဲမှာနွေးနွေးလေးခံစားနေရတော့မို့လို့သူအဲ့ဒါကိုပြန်ထုတ်ပြီးစာပွဲခုံပေါ်တင်လိုက်တယ်သူအဖုံးဖွင့်ပြီးအနှဲငယ်တောက်ကြည့်လိုက်တော့တိတ်တော့မချိုးလာဘူးနောက်နှစ်တွေမှာတောက်ရတဲ့အရာတွေလောက်မကောင်းပေမဲ့ဒီအချိန်အတွက်တော့တော်တော်လေးအဆင်ပြေနေပါပြီမန်ကိုပိုမီလိုစာကိုတစ်ခွက်ကတော်တော်လေးပိုက်ပြစ်စေတယ်ရှင်ဝမ်ကအစကတည်းကအများကြီးစားတတ်တဲ့သူမဟုတ်တလို့မစားတာကြောင့်အောက်ချမထားခင်တဝက်နီးပါးလောက်ပဲတောက်လိုက်တယ်လင်းရရောက်လာပြီးအဲ့ဒါကိုမြင်တဲ့အခါသူကိုယ်တိုင်ဝယ်လာတာလို့ထင်လိုက်ပြီးတိတ်ပြီးစိတ်ထဲမထားမိဘူးထိုင်ပြီးတဲ့နောက်မှာတော့သူမကနောက်ဖက်တန်းကိုကြည့်ဖို့ရည်ရွယ်ချက်ရှိနဲ့လှည့်ကြည့်လိုက်တယ်စီမြန်ကအိပ်ပျော်နေတော့မယ်ဒါပေမဲ့အနည်းဆုံးတော့သူအတန်းထက်မပြေးတာတေချာသွားပြီးအဲ့ဒါကိုတွေးမိပြီးသူမမပြုံးပဲမနေနိုင်ခဲ့ဘူးမနေ့ကရှီမြန်ကသူမကိုလက်အောင်လုပ်ခဲ့ပေမဲ့လည်းသူမပြောတာကိုနားထောင်ပြီးကြောက်တက်ခဲ့တာပဲဒါကအလားအလာကောင်းတစ်ခုပဲသူကနားထောင်ဖို့ဆန္ဒရှိနေကြတဲ့ကသူကလုံးဝမျောလင်းချက်မရှိတဲ့သူတော့မဟုတ်ဘူးဆိုတာပြနေတာပဲသူမအနေနဲ့သူ့ကိုလမ်းမှန်ပေါ်ပြန်ရောက်အောင်လမ်းပြပေးရမယ်ဒီမှန်းချက်ကိုစိတ်ထဲမှာထားပြီးလင်းနီယာကတမွန်လွယ်ခင်းလုံးတက်ကြွနေခဲ့ပြီးအတန်းထဲမှာမေးခွန်းတွေကိုတောင်ပို့ပြီးတက်တက်ကြွကြွဖြေဆိုခဲ့တယ်ရှင်ဝမ်ကတော့နည်းနည်းဇဝေဇဝါဖြစ်နေပြီးသူမဘာလို့ရုတ်တရက်ဒီလောက်တက်ကြွနေရလဲဆိုတာမသိခဲ့ဘူးဒါပေမဲ့သူ့ရဲ့တကြော့ပြန်ရှင်တန်ခြင်းကအရာရာကိုပြောင်းလဲစေခဲ့တာမို့လို့ဒီလောက်လေးပြအကျိုးတက်ရောက်မှုတေးသေးမွှားမွှားလေးရှိတာကတော့ပုံမှန်ပါပဲရှီမြန်ကတော့တမွန်လွဲခင်းလုံးထပ်ပြီးအိပ်ပျော်နေခဲ့ပြန်တဲ့သူ့ဘေးကရွှေစီမင်းနဲ့ချန်ရှင်းကျိုးတို့ကတော့အိတ်လည်းမအိတ်တလို့ပြဿနာလည်းမရှာကြဘူးသူတို့ဘာသာတိတ်တိတ်ဆိတ်ဆိတ်ဂိမ်းဆော့နေကြတာဒီစာတင်တဲ့ဝက်မှာတော့နေ့စဉ်ရဲ့နောက်ဆုံးအချိန်ကအမြဲတမ်းကိုပိုင်စာကြည့်ချိန်ဖြစ်တဲ့ဒုတိယနှစ်ကပိုပြီးပြင်းထန်လာတာမို့လို့ကြောင်းဖွင့်တာတရက်ပဲရှိသေးပေမဲ့ဘာသာရက်တိုင်းမှာအင်စာတွေရှိနေပြီးရှင်ဝမ်ကတော့နောက်ဆုံးကိုပိုင်စာကြည့်ချိန်ကိုအသုံးပြုပြီးတက်နိုင်သမျှအင်စာတွေကိုအပြီးလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ပြီးမှကြံတဲ့ဟာကိုအိမ်တယ်သွားမယ်လင်းရကစီကန်းထိမ့်သိမ့်ဖို့အတွက်ဆရာစင်မြင့်မှာထိုင်နေတယ်သူမရှိနေတာကြောင့်အတန်းထဲကအရန်တိတ်ဆိတ်နေခဲ့တယ်အဲ့ဒီနောက်မှာတော့ចောင်းသားကောင်စီစစ်ဆေးရေးမှုတွေရောက်လာကြတယ်သူတို့ကိုဥဆောင်လာတဲ့ကောင်လေးကအရက်9ပေဆက်တလက်မကျော်မြင့်ပြီးတန်တန်ပြန်ပြန်ရှိလာတဲ့နူးညံ့တဲ့အတွင်ပြင်းနဲ့မိကိုဖြော့ရောင်မျက်မှန်လေးတက်ထားတာကြောင့်သူ့ကိုကြည့်ရတာနည်းနည်းအလန့်ကွာပြီးရင်ကျေးတိမ်မွေးတဲ့ပုံစံမျိုးပေါက်စေတယ်သူကတော့ចောင်းသားကောင်စီဥက္ကဋ္ဌဖြစ်ပြီးနာမည်ကြီးထိတ်တန်းចောင်းသားတဦးဖြစ်တဲ့နင်ချင်းကျိုးပဲဖြစ်ပါတယ်သူမတ်စုစာအုပ်ထဲမှာတခုခုရေးမှတ်လိုက်ပြီးနောက်အဖွဲ့ကိုခေါ်ပြီးထွက်ခွာသွားခဲ့တယ်ចောင်းသားနင်ခုနကတခုခုရေးမှတ်သွားတာမြင်လိုက်တယ်တို့အတန်းအမတ်တွေအနှုတ်ခံလိုက်ရလို့လားဟင်တယောက်ကចောင်းဝတ်စုံမဝတ်ထားလို့ပဲလင်းရကလင်းလင်းမြန်မြန်ပဲတုံ့ပြန်လိုက်ပြီးသူ့အင်ဂျီလက်ဖျားကိုလှမ်းဆွဲကပြုံးပြုံးလေးပြောလိုက်တယ်။ကျောင်းသားနင်ဒီတစ်ချိန်တော့လွတ်ပေးလိုက်ပါနော်ငါပြန်သွားပြီးသူတို့ကိုပြောလိုက်ပါမယ်ဟုတ်ပြီလားလက်ကိုလွတ်ပေးမလားဟာလောက်ပါကျောင်းသားနင်ရငါမျက်နှာကိုထောက်ပြီးတော့ပဲဖြစ်ဖြစ်တက်ညာပေးပါဦးဒီတစ်ခါလေးပဲခွင့်လွတ်ပေးပါနော်မင်းဒီလိုစကားပုံကိုကြားဘူးလားဘာစကားပုံလဲရုပ်ချောတဲ့သူတွေလို့ရင်ချစ်စနိုးမူအရာလုပ်ပြတယ်လို့ခေါ်တယ်ရုပ်ဆိုးတဲ့သူတွေလို့ရင်တော့စိတ်ယူထားတယ်လို့ခေါ်တယ်လက်လွတ်ဆန်းကားကိုလာမနှောက်ရှက်နဲ့